အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်သွားနေကြဖြစ်တဲ့ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒီဆိုင်လေးကတော့မြောက်တကုံဘယ်လီတရားအစင်းနာမှာရှိတဲ့လူမင်းသား3ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကိုမင်္ဂလာပါကိုမင်္ဂလာကြပြီနော်ဆိုဟုတ်ဒီနေ့ series special လေးရှိရနော်ဟာဒီဘာရတယ်ကင်းမွန်စားလို့ရှိရင်ငရှင်းတော့ချက်ရှိမယ်ပြီးရင်မေုံလို့ယူလည်းရှိတယ်ကဟုတ်တယ်ဟုတ်ပြီရအထဲမှာမှာမယ်ဟုတ်ကဲ့ဒီ tourist special ဘာရတာငရှင်းတော့ချက်ရဲ့မေုံလို့ယူရဲ့ကင်းမွန်စားတော့ရဲ့ပဲရှင်းတော့ကျရဲ့နိုင်ဦးလူရေးရဲ့ပြီးတော့ကင်းမစားတော့အဲ့သုံးဝဲလောက်ချနောက်ပြီးတော့ drink menu လေးချမယ်နော်ညီလေးက drink menu တွေမှာဘာရရလဲdrink menu ဘောကတော့ဘာရရဘောကရဲမှာဆိုရင် just drink with banana ဆိုကောင်းတယ်ဗျjust drink with banana နော်ဘောက base တွေမှာဗျနည်းနည်းမပြင်းဟုတ်โอเคအဲ့ဒါတစ်ဖက်ရင်ပြီနော်ဟုတ်ကဲ့ပါဗျဟုတ်ပြီပါလို့လည်းမသိဘူးဗျဒီဟိုအကိုစားနေကြလေပဇွန်အာလူလိတ်ဟုတ်ကဲ့အာလူလိတ်ထွဲပေးပြီးတော့ဒီလူမင်းသားခောက်ဆွဲကြော်ဒီလိုဆိုင်ခောက်ဆွဲကြော်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ signature ခောက်ဆွဲကြော်လေးပါဟုတ်လား signature ခောက်ဆွဲကြော်နော်အဲ့ဒါအဲ့လူမင်းသားခောက်ဆွဲကြော်ထွဲပေးနော်ဟုတ်ကဲ့ပါဗျဟုတ်ပြီးတော့ပဇွန်အာလူလိတ်ရဲ့အဲ့လူမင်းသားခောက်ဆွဲကြော်နော်ပြီးတော့ခုနကမှာထားတဲ့ special menu ကိုဟုတ်ကဲ့အဲ့ဒါလေးချပြီနော်ဟုတ်ကဲ့ဟိုမှာအင်းနေရှိသေးတယ်ဒီဆိုင်လေးမှာအကင်နေလဲရမ်းဆုံးပါတယ်အခုတော့ကျွန်တော်မှာထားတဲ့ဟင်းပွဲလေးစောင့်လိုက်ပါအောင်မယ်ကဲအခုတော့ကျွန်တော်မှာထားတဲ့ဟင်းပွဲလေးကောင်းရောက်လာပါပြီအခုတော့ကျွန်တော်မှာထားတဲ့ drink with banana ဆိုတဲ့ cocktail လေးဖြောနေရဖြစ်ပါတယ်သူကတော့ drink with banana ဆိုတဲ့အတိုင်းငပြောသီးနဲ့ပေါင်းဆက်ဖြောထားပြီးတော့ vodka base လေးနဲ့ဆိုတော့ငပြောသီးရဲ့အနံ့ရတာရောတခါတည်း vodka ရဲ့အရသာလေးကိုပေါင်းပြီးခံစားရစေပါဒါကတော့ကျွန်တော်တကယ်ချင်းတောက်ဖို့ဆိုပြီးတော့လိမ့်နဲ့အေးရန်ကိုဆိုရဲ cocktail လေးကိုမှာထားတာဖြစ်ပါတယ်လိမ့်နဲ့အေးရန်ကိုရဲ့ထူးခြားချက်ကသူ့ရဲ့အရောင်ပန်းရောင်လေးဒါပေမဲ့တောက်ကြည့်လိုက်ရင်စူးရှာရှာလေးတော်တော်လေးတောက်လို့ဒါကတော့ကျွန်တော်ဒီဆိုင်မှာအကြိုက်ဆုံးဖြစ်တဲ့ငါးခဲဘက်ကင်လေးပေါ့နော်သူ့ရဲ့အနှစ်ကအသက်ပြကနန်းမဆလာချက်လို့ပုံစံမျိုးမှာသူကငါးနဲ့ချက်ထားတာဆိုတော့တခြားဆိုင်တွေလည်းမတူတော်တော်လေးလည်းစားလို့ကောင်းတယ်ကျွန်တော်တော်တော်ကြိုက်တယ်လို့ပြောလို့ရတယ်ဒါကတော့မရှင်းတော့ချက်ဆိုတဲ့နည်းလေးပဲဖြစ်ပါတယ်သူကတော့ဗမာချက်အရသာလေးပဲသူ့ကိုဘီယာနဲ့ပဲတွဲပြီးတော့မြည်မြည်သမင်းနဲ့ပဲတွဲပြီးတော့စားတော်တော်လေးစားကောင်းတယ်ဒါကတော့နန်ရိုးလိုမျိုးကောင်းလေးပါသူ့ထဲမှာပါတဲ့နန်ရိုးလေးကနူးအိနေပြီးတော့အရသာလေးကစိမ့်စိမ့်တော်တော်တောက်လို့ကောင်းနေအရေးတောက်လေးတစ်ခွက်ပေါ့အခုကတော့ special menu ဖြစ်တဲ့ game on စားတော့လေးပါသူ့ရဲ့အရသာလက်ဆက်တဲ့ game on ထဲမှာကြက်သားနဲ့ငဖဲအသီးရွက်တွေကိုရောကြိတ်ပြီးတော့အပေါ်ကလည်း maronis လေးစမ်းပေးထားရဲဆိုတော့အရသာလေးစိမ့်စိမ့်လေးပေါ့ဗျာဒါကတော့ပဇွန်အာလူလိတ်လေးတွေဖြစ်ပါတယ်သူ့ရဲ့အရသာလေးကတော့စိမ့်စိမ့်လေးနဲ့တော်တော်လေးလေးစားလို့ကောင်းသူ့ကို maronis တွေပိုင်းနဲ့တွဲစားမယ်ဆိုရင်တော်တော်လေးကိုစားလို့ပေါ့ဒီဆိုင်ရဲ့လူကြိုက်များတဲ့လူမင်းသားခောက်ဆွဲကြော်ဖြစ်ပါတယ်သူ့ရဲ့အယောင်ကဘဲခောက်ဆွဲအယောင်ဒါပေမဲ့အရသာလေးကတော့ချိုးပတ်သွားတယ်ဆိုတော့ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်စားလို့ရတာပေါ့ဒီဆိုင်မှာအကင်ကိုဘန်းနဲ့လည်းမှာလို့ရတယ်ပေါ့နော်အကင်ဘန်းထဲမှာဆိုလဲတော်တော်စုံတယ်အကင်နဲ့တွဲစားဖို့မကြီးချင်းဘိတ်ချင်းစီဖူးဆော့မာလာမှုန့်လေးနဲ့ပေးထားတော့ကိုကြိုက်တာနဲ့တွဲစားလို့ရတာပေါ့ကျွန်တော်တခုပြောဖို့ကြံနေတယ်ဒီဆိုင်မှာအမ်ပလက်လေးရတော့တောက်ရင်းနဲ့ကဲမဲ့လူတွေတော့အဆင်ပြေတာပေါ့ဆိုင်အောင်လာရင်းနဲ့အယုတ်ကောက်ချင်တဲ့လူတွေအတွက်လည်းအယုတ်ကောက်ဆက်လေးရှိပါတယ်တပိုင်းအောင်မှ1000ပဲရှိပါတယ်ကျွန်တော်ကတော့အယုတ်ကောက်ခဲ့တာတရုတ်မှတော့မရခဲ့ဘူးเนาะဒါပေမဲ့လာစားသုံးတဲ့ customer တွေအယုတ်ရပါစေလို့ဆုတောင်းပေးပါတယ်ရအောင်လည်းကောက်ခဲ့ကြပါလို့ပြီးတော့ပင်မောင်ဆော့တဲ့လူတွေအတွက်ပင်မောင်ဆော့ဖို့နေရာတွေထားပေးထားပါတယ်ကိုဘော်ရန်နဲ့တူလာပြီးတော့ပင်မောင်ပြချင်တာဖြစ်ဖြစ်ပင်မောင်ဆော့ချင်တာဖြစ်ဖြစ်ဒီမှာလည်းဆော့လို့ရပါတယ်ဒ
ဒီဆိုင်မှာအခုလိုမျိုးပေးလေးလည်းရပါတယ်ကိုကအမ်ဘလက်လည်းမကြိုက်ဘူးတိတ်တိတ်ဆိတ်ဆိတ်လေးပေါ်လာတဲ့စကားပြောချင်တယ်ဆိုရင်ဒီလိုမျိုးအင်ဝန်ခန်းလေးပဲရှိပါတယ်အမ်ဘလက်နဲ့ကဲကျင်တဲ့သူတွေအတွက်ကတော့ဒီနေရာလေးကအသင့်တော်ဆုံးပါဒီနေရာလေးကတော့နောက်ပိုင်းမှာ Premier League ဘောပွဲတွေပြမယ့်နေရာလေးပဲဖြစ်ပါတယ်ဘောပွဲကြိုက်တဲ့ကိုရီနီကိုတွေတော့ကတော့တကယ်အောင်ကောင်းတာပါဗျာကဲအားလုံးပဲဘိုင်ပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဘိုင်